2080မှာလေ GTA စစ်ထွက်ပြီလားမင်္ဂလာပါပရိသတ်ကြီးရေဒီနေ့ play me မှာထူးကြကြဧည့်သည်တယောက်ရောက်နေပါတယ်အဲ့ဧည့်သည်ကတော့တက္ကရာ2026ကမဟုတ်ပါဘူး2080ကနေပြီးတော့ time traveler လုပ်ပြီးတော့ရောက်လာတဲ့ gamer တူဖြစ်ပါတယ်မိတ်ဆက်ပေးပါဦးဟုတ်ကဲ့မင်္ဂလာပါကျွန်တော်2080ခုနှစ်ကလာတာပါအနာဂတ်မှာ play me ဆိုင်နာမည်ကြီးနေရဆိုတော့ကျွန်တော်အတိတ်ကိုပြန်လာကြည့်တာဝန်တာစရာကြီးဗျာဒါဆို gamer ချင်းမလို့မေးအောင်မယ်2080မှာလေ PC game တွေကဘယ်လိုချင်းနေရှိလဲ graphic တွေအောင်အပြင်းနဲ့တူနေပြီလားတူတော်တက်ကိုပို့ပါတယ်ဗျ2080မှာ monitor လုံးဝမလိုတော့ဘူးလေကျွန်တော်ခေါင်းထဲကို USB ကြိုတန်းထိုးရုံနဲ့စော့ရုံပဲဂိမ်းထဲမှာတနတ်မှန်တာနဲ့ပြင်မှာနည်းနည်းတော့နားတယ်ဗျာဒါနဲ့ပရိသတ်တွေအတိအကျမေးခွန်းတစ်ခုလောက်မေးပြရစီ2080မှာလေ GTA စစ်ထွက်ပြီလားအဲ့ဒါတော့2080ဒီခုထိမထွက်သေးဘူးဗျာအခုလောဆယ် Rockstar တော့ GTA 5 The Ultra Super Map Pro Cadet Edition ကိုထပ်ထုတ်ထားတယ်ကျွန်တော်လည်းအခုထိအဲ့ဒါပဲစော့နေရတော့ဗျာဟာဒုက္ခပါပဲဒါဆို PC spec တွေရော2080မှာ RAM ဘယ်လောက်ထိတက်ရလဲဟောအနေဆုံးကတော့ RAM 9000 GB လောက်ပါဗျာ graphic card ဆိုရင် RTX 9090လောက်တော့လိုမယ်ဗျကတ်ဆိုင်ကရေခဲသတာလောက်တော့ရှိတယ်ဗျာကွန်ပျူတာဖွင့်မယ်ဆိုရင်အရင်တော့အဲ့လိုဒီလိုခလုတ်လေးဖွင့်ရုံနဲ့မရတော့ဘူးကျွန်တော်အိမ်နောက်ဖေးမှာမီးစက်တက်တက်ကိုနှိုးထားရတာကျောင်းစရာကြီးပါလားဒါဆို game file site ကရောကျွန်တော်ဆိုင်မှာလေ game ကူရင်အခုက100 GB လောက်ကိုလေနိုင်ဝက်လောက်ကိုကြာတယ်ဟိုမှာရောဟိုမှာကောဂျူဒီတခါ accurate လို့ရင်2000 TB လောက်ရှိတယ်ဗျ play me မှာလာကူကကျွန်တော်3နှစ်လောက်တော့ကြာသွားတယ်ဒါပေမဲ့2080 play me ပိုင်ရှင်ကတော့သဘောတော့ကောင်းပါတယ်ကျွန်တော် game ကူပြီးစောင့်နေတဲ့3နှစ်လုံးလုံးကျွန်တော်ထမင်းတော့ကျွေးထားတယ်ဗျ2080ရောက်တဲ့အထိကို play me ဝန်ဆောင်မှုကောင်းနေတုံးပဲဟိုကဲအနာဂတ်မှာ game ကူဖို့အတွက်အချိန်3နှစ်လောက်စောင့်ရရဆိုရှင်အခု2026မှာပဲ play me ဆိုင်မှာ game လာကူလိုက်တော့ဗျာ။အော်ကြော်ညာဝင်အောင်မယ်နော်။ play me ဆိုင်မှာ official game တွေ crack game တွေအစုံရတယ်ဗျာ။ဟုတ်တယ်2080မှာဈေးတွေတက်ကုန်ပြီအခုလာဝယ်ထားကြ။ play me မှာတွေ့ကြမယ်။